တခါတုန်းကရွာလေးတစ်ရွာမှာမောင်အောင်နဲ့မောင်လင်းဆိုတဲ့ညီကိုနှစ်ယောက်နေထိုင်ကြတယ်။မောင်အောင်ကအကိုဖြစ်ပြီးစိတ်ရှည်တတ်သူမောင်လင်းကတော့စိတ်မြန်ပြီးအလွယ်တကူစိတ်ဆိုးတတ်သူသူတို့နှစ်ယောက်ကမကြာခဏပဲမတည့်ကြဘူး။တနေ့မှာမောင်လင်းကသူ့တငယ်ချင်းနဲ့အတူတော်ထဲကိုအမဲလိုက်သွားခဲ့တယ်။တော်ထဲမှာလမ်းလျှောက်ရင်းတောဝက်တစ်ကောင်ကိုတွေးလိုက်ရတော့မောင်လင်းကတနတ်နဲ့ပစ်လိုက်တယ်။တနတ်တန်ကြီးကြလိုက်တော့မောင်လင်းရဲ့စိတ်ကကြောက်လန့်သွားတယ်။သူ့တငယ်ချင်းကိုငါလူတယောက်ကိုမတော်တဆပြစ်မိပြီထင်တယ်လူတက်မိပြီထင်တယ်လို့လိန်ပြောလိုက်တယ်။အဲ့ဒီစကားကြတော့တငယ်ချင်းကဒါမင်းကိစ္စပဲ။ငါနဲ့မဆိုင်ဘူးလို့ပြောပြီးကြောက်လန့်ကပြန်ပြေးသွားခဲ့တယ်။မောင်လင်းကအယမ်းစိတ်မိကောင်းဖြစ်ပြီးအိမ်ကိုအမြန်ပြန်လာခဲ့တယ်။အိမ်ရောက်တော့အကိုဖြစ်သူမောင်အောင်ကိုရေးကျွန်တော်လူတယောက်ကိုမတော်တဆပြစ်တက်မိတယ်လို့ဖြစ်ပြီးလို့ပြောလိုက်တယ်။မောင်အောင်ကမကြောက်ပဲပင်ပါလဲ။ဘလူလဲသွားကြည့်ရအောင်လို့ပြောပြီးချက်ချင်းပဲမောင်လင်းနဲ့အတူတောထဲကိုပြန်လိုက်သွားခဲ့တယ်။အဲ့ဒီမှာရောက်တော့လူတယောက်မရှိပဲတေးပြီးသားတောဝက်တကောင်ပဲတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာမောင်လင်းကစိတ်ပူမှုလျော့သွားပြီးမျက်ရည်လဲကျလာတယ်အကိုကြီး။တငယ်ချင်းကတော့ကျွန်တော်ကိုပြစ်ထားသွားတယ်။ဒါပေမဲ့အကိုကတော့ကျွန်တော်ကိုမထားခဲ့ဘူးလို့ပြောလိုက်တယ်။မောင်အောင်ကပြုံးပြီးညီလေးရေမိသားစုဆိုတာအခက်ခဲရှိချိန်မှာပဲအမှန်တကယ်ထောက်ခံပေးတတ်တာပါလို့ပြန်ပြောလိုက်တယ်။အဲ့ဒီနေ့ကစပြီးညီကိုနှစ်ယောက်အချင်းချင်းပူနားလဲလာပြီးချစ်ခင်ညီညွတ်စွာနေထိုင်လာကြတော့တယ်တဲ့ကွယ်။